ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ White Audio Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့စာရေးဆရာမဂျိုဂျိုနိုဗယ်ဦးရေးသားထားတဲ့ကျမရဲ့မောင်ရဲ့ထိုအမျိုးသမီးရဲ့ဆိုတဲ့ဝတ္ထုတိုတစ်ပုဒ်နဲ့မောက်ဖက်နဲ့ဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ကိုတင်ဆက်လို့ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဇလန်းလေးကိုမစတင်ခင်မှာကျမတို့ရဲ့ channel ကနေဖြစ်ရမယ့်ဇလန်းပေါင်းများစွာနဲ့အချစ်အလွမ်းရတမျိုးစုံနဲ့စိတ်ဝင်စားဖွယ်ရာဇလန်းပေါင်းများစွာကိုနေ့စဉ်တင်ဆက်ပေးနေမှာမို့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစေရှင်။ဟုတ်ကဲ့ပါရှင်။ဒါဆိုရင်တော့ကျမရဲ့မောင်ရဲ့ထိုအမျိုးသမီးရဲ့ဆိုတဲ့ဇလန်းလေးကိုအခုပဲစတင်လိုက်ရအောင်ရှင်။မောင်ကိုယုံလာခင်မောင်ကကျမကိုကြည်လာတဲ့အခါကျမမောင်စိတ်မပြတ်စေရတဲ့အပြုံးမျိုးနဲ့ခေါင်းနှိပ်လိုက်ပါတယ်။ကျမမောင်ကိုစိတ်ပြည့်ရအောင်ဘာမှမလုပ်ခဲ့ဘူးလို့ထင်တယ်။အခုလဲမောင်စိတ်အားငယ်ရအောင်စိတ်ပြည့်ရအောင်မလုပ်နိုင်မီ။ဒါဆိုမောင်တို့ခိုးပြရအောင်ချစ်သူတက်တန်း2နှစ်လုံးလုံးမှာမောင်စီကဘာမှမမျှော်လင့်မဲချစ်ပယုံနဲ့ကျင်းနှက်ခဲ့တဲ့ကျမအခုအခါမှလဲမောင်စီကလက်ထက်ခွေတောင်းလာမှာကိုမမျှော်လင့်တော့ပြီ။မောင်နောက်ကိုခင်လိုက်ရဲလိုက်ရင်မောင်ကမျက်နှာငယ်နဲ့မေးလာတဲ့အခါမောင်မျက်နှာကိုကြည့်ရင်ကျမကြည်ခွဲရတယ်။မောင်ကိုကျမကြောင့်မျက်နှာငယ်ရတဲ့အဖြစ်မျိုးတခါမှအဖြစ်မခံဘူးတာမို့အခုအခါမှလည်းမောင်ကိုမျက်နှာမငယ်စေရပါလာရဲတာပေါ့မောင်ရဲ့ကျမကခေါင်းကိုမော်၍ပြတ်သားစွာပြောလိုက်တယ်ထိုကမောင်မျက်နှာမှာဖြစ်ပေါ်လာတဲ့အပြုံးကကျမအတွက်တော့ဘာနဲ့မှမလဲနိုင်ပါချစ်သူမောင်ကကျမကြောင့်ကျင်းနဲ့ပြုံးပြော်ရတဲ့အတွက်ကျမရင်နဲ့အတိုင်းစမသိအောင်ပီတိဖြစ်ရပါတယ်မောင်ကကျမလက်ပွားကိုတင်းနေအောင်ဆုံးညှိ၍တမျက်တနှုတ်နှမ်းဆိုင်လေတယ်မောင်မျက်နှာဟာကဘာပေါ်မှာအပျော်ဆုံးလူသားတယောက်တကယ်တော့ရှင်ပြနေပါတယ်။မောင်နဲ့ကျမမင်္ဂလာမဆောင်ရပဲတရားရုံးမှာလက်မှတ်ထိုးခြင်းနဲ့အကျဉ်းနေများဖြစ်ခဲ့ရတယ်။ပကာသနာကိုမမှန်မောတဲ့ကျမအခုအခါမှလည်းမင်္ဂလာပွဲမကျင်းပနိုင်တဲ့မောင်ကိုမညှို့ညင်ခဲ့ပြီ။မောင်အိမ်ကမိသားစုဝင်များတာမို့ကျမမောင်အိမ်မှာလိုက်နေလို့မဖြစ်ပါ။ကျမအိမ်ကမောင်နဲ့ကျမကိုသဘောမတူကြတာမို့ကျမအိမ်တို့သွားနေရင်လည်းမရပါ။မောင်အိမ်ကချို့တဲ့တာမို့အိမ်ကငှားနေဖို့ရမောင်ပတ်စံမထုတ်နိုင်တာမောင်အပြစ်မဟုတ်ပါကျမအိမ်ကငှားဖို့အတွက်ကျမလေပင်ကဆွဲကြိုးကိုဖြုတ်၍မောင်ကိုပေးလိုက်တယ်ကျမနဲ့မောင်ကတက္ကသိုလ်ကျောင်းသားများဖြစ်ကြတယ်ကြောက်တက်နေကြတဲ့အတွက်ဝင်ဝင်မရှိကြပါမောင်ကယောက်ျားလေးဖြစ်သည့်အတွက်အစင်မပြေတဲ့မောင်အိမ်စီကိုမောင်ပတ်စံတောင်းရမတင်တော့ပါကျမအိမ်ကကျမယောက်ျားကြီးတာကိုစိတ်ဆိုး၍ကျမကိုအသုံးစရိတ်ဖြတ်တောက်လိုက်ပါတယ်ကျမနဲ့မောင်မှလည်း300နဲလာတဲ့အခါတယောက်ယောက်ကအလုပ်လုပ်ဖို့လိုအပ်လာတယ်။မောင်ကဆေးကြောင်းသားမို့အလုပ်လုပ်ရမဖြစ်ပါ။ထို့ကြောင့်ကျမကအချိန်မိုက်စာတင်တဲ့အလုပ်ကိုလုပ်ရတယ်။မောင်အိမ်ကထောက်ပံ့တာနဲ့မောင်ကျောင်းစိတ်မလောင်းငှတဲ့အခါကျမကြောက်ထွက်ခဲ့ပါတယ်။မောင်အတွက်ဆိုဘာမဆိုဆွတ်လွတ်နစ်နာခံခဲ့ရတဲ့ကျမအခုအခါမှလည်းကျမဆုံးဖြတ်ချက်အတွက်နောင်နာမရခဲ့ပါ။မောင်ရဲ့ကြိုးစားမှုကြောင့်မောင်မျက်စိအထူးကိုဆရာဝန်တယောက်ဖြစ်သွားခဲ့တယ်။မောင်ဆရာဝန်တယောက်ဖြစ်လာပြီးနောက်ကျမကမောင်ရဲ့ပထမဦးဆုံးရင်သွေးလေးကိုမွေးဖွားပေးခဲ့ပါတယ်။ကျမသမီးလေး3နှစ်အရွယ်မှာမောင်ကြောင့်ကိုပိုင်အင်္ဂလိပ်ပေါ်ခြေချခွင့်ရခဲ့တယ်။သမီးလေးကျောင်းနေစားအရွယ်တနေ့တော့ညနေခင်းမှာတော့မောင်နဲ့အတူမောက်တငယ်ကြီးဆရာဝန်များအိမ်ကိုအတူပါလာခဲ့တယ်။မောက်တငယ်ကြီးဆရာဝန်များကကျမနဲ့တွေ့တဲ့အခါမောင်မှမိန်းမရှိတာမယုံနိုင်ကြောင်းမောင်ကဆေးရုံမှာလူပြိုလုံနေကြောင်းဆဆနောင်နောင်နဲ့တရီတမောပြောဆိုကြပါတယ်။ပေါ့ပေါ့ပါပါလွတ်လွတ်လပ်လပ်နေတတ်တယ်။မောက်ပုံစံကိုသဘောကျတဲ့ကျမအခုအခါမှလည်းမောက်နေပုံထိုင်ပုံကိုအပြစ်ဆိုပွဲရမရှိပါ။မောက်တငယ်ချင်းဆရာဝန်များကသမီးလေးကိုကျမစာပြပေးတာကိုမြင်၍သမီးလေးကအမေတူလို့စတော်မယ်ထင်တယ်လို့သုံးသက်ကြတဲ့အခါမောင်မျက်နှာမှာမဲပြုတ်တစ်ချက်ဖြစ်သွားတယ်။ထို့နောက်မှာတော့မောင်တို့ကထွက်လာတဲ့စကားကိုကျမမယုံနိုင်အောင်ဖြစ်ခဲ့ရတယ်။သမီးကငါတူလို့သာစတော်မှာပေါ့ခင်ကိုတူစီရလားခင်ကားပြပွဲတောင်မရဘူးမောင်ကကျမကိုကြည့်၍ရီလိုက်တဲ့အခါကျမမျက်နှာငယ်ရတော့တယ်ကျမစာညံဖြစ်၍ဝဲမြနိုင်ခဲ့ခြင်းမဟုတ်ပဲမောင်ကျောင်းစိတ်လောင်ငါဖို့အလုတ်ချခဲ့ရတဲ့အတွက်သာဝဲမြနိုင်ခဲ့တာကိုမောင်အတီဆုံးဖြစ်ပါလေမောင်မိတ်ဆွေများရှိမှအဘဲကြောင့်များကျမကိုဤသို့နှိမ်၍ပြောရသည်နီကျမမောင်ကိုကြည့်၍မျက်ရည်ဝဲခွဲရတယ်တခုသောဆောင်းညမှာမောင်မိတ်ဆွေတယောက်ရဲ့ညမမင်္ဂလာဆောင်ကိုကျမမောင်နဲ့အတူတက်ရောက်ခွင့်ရခဲ့ပါတယ်
ကျမမောင်လက်ကိုတွဲ၍မင်္ဂလာပွဲတဲ့သို့ဝင်ခဲ့ရပေမယ့်ဇပွဲတစ်ခုမှသာထိုင်ပြီးမောင်ကိုစောင့်နေခဲ့ရတယ်။မောင်ကမောက်တငယ်ချင်းအပေါင်းအသင်းမိတ်ဆွေများနဲ့ခဝေးဝေးမှစကားပြောဆိုနေကြတယ်။ကျမကမောင်အပေါင်းအသင်းများကိုမောင်ဇနီးတယောက်ဖြစ်မိတ်ဆက်ခွင့်မရခဲ့ပါ။ကျမကိုမြင်သူများကမောင်ဇနီးမှမတိကြ၍လာမေးသည့်အခါမှသာကျမကိုမိတ်ဆက်ခဲ့ရတယ်။ကျမကိုမတိကြတဲ့လူများကြားကဇပွဲလေးမှထိုင်ရင်ကျမစိတ်အားငယ်ခဲ့ရတယ်။မောင်ကျမကိုလာခေါ်ဖို့ဘာကြောင့်များတတိမရပါသနည်း။ဟိုငယ်ချင်းကဆေးကြောင်းမှာမောင်ကဆင်းရဲချွတ်တဲ့၍အပေါင်းအသင်းရှားခဲ့လေတယ်။အခုအခါအပေါင်းအသင်းအများပြားရှိ၍မောင်ဆေးကြောင်းမှာကဲ့သို့ခေါင်းငုံ၍လမ်းလျှောက်မနေရတော့ပဲမော်ကြွားစွာစကားပြောရင်လူဝင်ဆက်နေပါတယ်။မောင်ကိုကြည့်၍မောက်အတွက်ခုံယူရင်ကျမမျက်ရည်ဝဲခဲ့ရပါတယ်။တနေ့တော့ကျမဈေးသွားတဲ့မနက်ခင်းမှာကျမပညာရေးကောလိပ်ကတငယ်ချင်းယောက်ျားလေးတစ်ယောက်နဲ့တွေ့တယ်။သူ့လက်ထဲမှာလက်ဆောင်ပစ္စည်းအများပြားတွေ့တော့ကျမကမေးမိတယ်။ဒီနေ့ဘလက်တိုင်းလေးလေးခင်ဟာငါမိမကိုပေးဖို့တွေပေါ့။ကျမရင်နဲ့တိုက်ခနဲ့ရေခုံသွားတယ်။တွေးကြည့်မိတဲ့အခါမောက်စီကချစ်သူဘွားတုန်းကရောအိမ်တော်တဲ့ဘွားမှာရောသမီးလေးကြောက်တတ်သည့်အရွယ်ရောက်သည့်တိုင်လက်ဆောင်ရဲလို့မရခဲ့ဘူးပဲ။မောက်စီကဘာမှမတောင်းမမျှော်လေးခဲ့ဘူးတဲ့ကျမကတော့ပထမဆုံးအချိန်မောင်ပေးမဲ့မြစ်တာလက်ဆောင်ကိုမျှော်လင့်ထားမိခဲ့ပါတယ်။ထိုနေ့ကမောင်ပြန်လာတဲ့အခါမောင်လက်ထဲမှာဘာမှပါမလာပြီ။မောင်ကကျမကိုဘာမှလည်းမပြောပါ။ထုံးစံအတိုင်းမောင်လက်ဆွဲအိတ်ကိုကျမစီပေးပြီးထွက်ခွာဖို့ပြင်တော့ကျမမနေနိုင်ပဲမင်းမိတယ်။မောင်ကျမကိုဘာမှပေးစရာမပါဘူးလား။မောင်ကကျမကိုထူးထူးဆန်းဆန်းကြည့်လာတယ်။ဘာတွေလာမင်းနေတာလဲခင်။ဒီနေ့ကချစ်သူများနေလေမောင်သူများတွေလို့မောင်ရောခင်ကိုတခုခုမပေးတော့ဘူးလား။ကျမစကားကအရေးမကြီးသလိုမျိုးမောင်ကကျမကိုမျက်နှာလွှဲသွားတယ်။ချစ်သူများနေလေခင်လင်မယားများနေမှာမဟုတ်တာ။ဘာတွေရေးကြီးခွင်ကျဲလုံနေတာလဲ။အရေးမပါတာတွေ။သူများမိန်းမတွေယောက်ျားစီကရကြတာမြင်မိလို့ပါမောင်ရဲ့။ကျမကရိုးရိုးသားပြောပေမဲ့မောင်ကစိတ်ဆိုးမှန်ဆိုးနဲ့ကျမကိုလှည့်ကြည့်လာတယ်။မင်းကဘာမှအရေးမပါတဲ့ကိစ္စတွေလဲစကားလုပ်ပြောနေတာပဲလားခင်။ပြောတော့မင်းကပကာသနာမမတ်ပါဘူးဆိုအခုတော့ငါ့ကိုတခြားသူတွေရဲ့ယောက်ျားတွေနဲ့နှိုင်းရှင်ပြီးတော့ပြောနေပါလားမင်းတို့မိန်းမတွေတိတ်စိတ်ကုန်စရာကောင်းနေခင်ကျမမောင်ပြောတဲ့စကားများထဲမှာစိတ်ကုန်စရာကောင်းတယ်ဆိုတဲ့တခွန်းအတွက်သာအသေးနာမိတယ်မောင်ပေါ်အဆဆအရာရာနားလည်ပြီးခဲ့အနုနာခံအနစ်နာခံပေးခဲ့တဲ့ကျမကိုအဘဲကြောင့်မောင်စိတ်ကုန်ရရလေးတည်းနီကျမမောင်စိတ်ကုန်ရအောင်ထိဘာတွေများစိုးသတ်မိပါသနည်းမောင်ရဲ့မောင်ကျမကိုစိတ်ကုန်ရသလားယင်မောင်စီကပန်းတဝင်းရရင်တော့ကျေနပ်မဲ့မိန်းမပါမောင်ပန်းတဝင်းလောက်ပေးဖို့အထီတောင်မတက်နိုင်ရတဲ့အထီကျမအပေါ်မေတ္တာနည်းနေပြီလားကျမမောင်ကိုစစ်စစ်ဆက်ဆက်ကြည့်ရင်မျက်ရည်ကျခဲ့ရတယ်အရေးပါတာမပါတာကမောင်ရင်ထဲကကျမရဲ့နေရာမောင်အတွက်ကျမရဲ့ဖြစ်တည်မှုနဲ့သက်ဆိုင်နေမောင်ရဲ့ကျမကိုကြောခိုင်းထားတဲ့မောင်ကိုကြည့်ရင်ကျမပေါ်ထားတဲ့မောင်အချစ်ကိုပထမဆုံးအချိန်မေးကိုထုတ်ချင်ခဲ့မိတယ်မောင်ကျမကိုချေရောချေရလားတနေ့ကျမသမီးလေးကိုကြောက်ပို့ပြီးအပြန်စူပါမားကတ်ကြီးမှာမောင်အတွက်မိုးကဝင်ဝဲခဲ့တယ်မြင်းကြီးတက်ကဆိုင်ကလေးမှာကျမဝဲနေတော့မောင်ကအမျိုးသမီးတယောက်ရဲ့ခါကိုဖက်လျက်ဓာတ်လေကားထဲဝင်သွားတာကိုကျမလှမ်းမြင်မိပါတယ်ကျမမျက်လုံးကိုမယုံ၍မောင်နောက်ကိုလိုက်တဲ့အခါမောင်တေချာသွားပါတယ်မောင်ဘေးကအမျိုးသမီးကမောင်လက်မောင်ကိုခက်နဲ့မိ၍ရှောက်နေလေတယ်မောင်ကျမကိုဘယ်တော့မှထို့သူကြည်နူးစရာကောင်းအောင်မဖက်ခဲ့ဘူးပါမောင်နဲ့ထိုအမျိုးသမီးကော်ဖီဆိုင်တစ်ခုတို့ဝင်သွားကြပြီးတော့တောက်စုံဝိုင်းမှာထိုင်နေတယ်မောင်ကဂရီပါဘူးနီနီလေးကိုထိုအမျိုးသမီးရှေ့ကိုထုတ်ပေးတယ်အမျိုးသမီးကမောင်ကိုအတောက်ပဆုံးပြုံးပြနေပါတယ်မောင်ဂရီပါဘူးလေးတွေကဆွဲကြိုးကိုထိုအမျိုးသမီးအနောက်မှာနေရာယူ၍အမျိုးသမီးရဲ့လဲတိုင်းမှာမောင်ကိုယ်တိုင်ဆင်မြန်းပေးနေတယ်အဲ့ဒီနောက်မှာတော့မောင်ကအမျိုးသမီးရဲ့နှစ်ဖူးကိုနမ်းလိုက်တယ်ထိုမြင်ကွင်းကိုမြင်ရတဲ့ကျမကအရှိလက်လက်ရက်နေရကအသက်မရှိတော့သလိုအေးဆက်တောက်ခဲသွားရတယ်။မောင်ကျမကိုနမ်းခဲ့ဘူးတဲ့နောက်ဆုံးအချိန်ကိုတော့ကျမမေးရောရသည့်အထိမောင်ကျမကိုမနမ်းခဲ့သည်မှကြာခဲ့ပြီ။ကျမမောင်စီကမရခဲ့ဘူးသောအကျဉ်းသာမေတ္တာနဲ့နှွေးထွေးမှုများကိုရရှိနေတဲ့တခြားအမျိုးသမီးရှိနေမှကျမသိခဲ့ရပါတယ်။အဲ့ဒီအမျိုးသမီးမောင်ကိုပြန်နှမ်းတဲ့အခါဖြစ်ပေါ်သွားတဲ့မောင်မျက်နှာကလွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းကမောင်နောက်ခိုးရလိုက်ဖို့သဘောတူလိုက်ချိန်
ကျမမြင်ခဲ့ရတဲ့မောင်မျက်နှာကိုမြင်အောင်မိစေတယ်။တူသည်တစ်ထပ်သေးတူပါတယ်။ကျမအသေးနှလုံးများကျမရေခွင်းမှာအစိတ်စိတ်အမှမှကွဲကြေကွာကြကုန်ပြီထင်သည်။ကျမနင်တီးဆောင်ကိုကြွေးရင်အိမ်ကိုပြန်လာခဲ့တယ်။ကျမဘဝမှာပထမဆုံးချိန်မောင်ကိုစိတ်ပြတ်စေမိခဲ့တော့တယ်။ကျမမောင်ပေါ်ပြတ်သားနိုင်ရဲ့လား။ကျမသမီးလေးကိုမိတကွဲဖာတကွဲအဖြစ်မခံရနိုင်ပေ။ထိုအကြောင်းပြချက်ကြောင့်မောင်ဖောက်ပြန်နေတာကိုသိလျက်နေပင်ပုံစံမပြတ်ဘဲမတိဟန်ဆောက်ပေးနေခဲ့တယ်။တနေ့မှာမောင်ကျမထံကွာရှင်းစာချုပ်နဲ့ရောက်လာလိမ့်မယ်လို့မထင်ထားခဲ့မိပါ။မောင်တို့ကွာရှင်းကြရအောင်ခင်။မောင်ကအကြောက်ပြချက်မပေးခဲ့ပါ။ကျမကွာရှင်းစာချုပ်ကိုမောင်ပေးခဲ့တဲ့အချိန်ကနေ8 နာရီကျော်ကြာအောင်စွန့်အားစွာထိုင်ကြည့်နေခဲ့မိတယ်။မောင်ကြောင့်ကျမမျက်နှာငယ်ခဲ့ရတယ်။စိတ်အားငယ်ခဲ့ရတယ်။မောင်ဆွဆွဲတဲ့ပကာသနာမှတ်တဲ့မိန်းမဖြစ်ခဲ့ရတယ်။မောင်ကျမကိုစိတ်မပြတ်စေရသလောက်မောင်ကတော့ကျမကိုကြီးမားစွာစိတ်ပြတ်စေခဲ့တယ်။မောင်သည်ကျမမောင်ပေါ်မလုပ်ဘူးတာမှန်သမျှကျမအပေါ်လုပ်ခဲ့တယ်။ကျမကသမီးလေးမျက်နှာထောက်၍မောင်ပြစ်တွေကိုဥပိ္ပခပြုပေးခဲ့ပေမဲ့မောင်ကတော့သမီးလေးမျက်နှာကိုမထောက်ခဲ့ပေ။ညနေမောင်ပြန်လာချိန်မှာတော့ကျမလက်မှတ်ထိုးထားတဲ့ကွာရှင်းစာချုပ်ကိုမောင်ထံကိုပစ်ပေးလိုက်တယ်။သမီးလေးနဲ့ပတ်သက်ပြီးမောင်စကားမဆုံးခင်မှာကျမတဘွားလုံးစာနာကြီးချက်နဲ့မောင်ပါကိုလွှဲရိုက်ပစ်လိုက်မိတယ်။ဒါဟာပထမဆုံးအချိန်မောင်မျက်နှာပေါ်လက်တင်ဘူးတာမို့မောင်ကကျမကိုအံ့ဩစွာကြည့်လာတယ်။နင်းပါဇက်ကနေမောင်ဆိုပြီးထက်ထွယ်ရဲ့ထွက်ကြည့်စမ်း။ကျမအတန်မောင်ကိုတန်ဆွတ်နေပေမဲ့ပြက်သားတင်းမာနေတယ်။ငါဘဝမှာမောင်ဆိုတဲ့ယောက်ျားသေးပြီ။သမီးလေးကိုငါဘာသာငါဆောက်ရှောက်နိုင်တယ်။ကျမမောင်မျက်နှာကိုတဲတဲကြည့်၍ပြောပြခဲ့ပါတယ်။နောက်တစ်နေ့မှာတော့သမီးလေးနဲ့အတူအထုပ်ပိုးများနဲ့အိမ်ကနေထွက်တော့မောင်အပြေးရောက်လာတယ်။သမီးလေးကိုကျမအမေအိမ်ကိုသွားတော့မယ့်အကြောင်းပြောပြထားတယ်။မောင်ကတော့အလုံးမအားလို့အတူလိုက်မနေနိုင်ဟုကြီးကြက်လိန်ထားရပါတယ်။သမီးလေးကခလေးမို့မတိနားမလဲစွာနဲ့ဖွားတို့အိမ်ကိုဖေဖေရောမလိုက်ဘူးလားလို့မောင်ကိုမေးတော့မောင်ကသမီးလေးကိုဖက်၍ငိုတယ်။မောင်ကကျမကိုမေးတယ်။မောင်မှားသွားပြီသားခင်။သမီးလေးကိုမောင်မခွဲနိုင်ရေးပြောတဲ့စကားမှန်ကျမသိပါတယ်။ကျမမျက်ရည်မကျအောင်အန်တင်းခံရင်မောင်ကိုပြစ်ခါထားပြခဲ့လိုက်တယ်။အမှန်တော့အစာအဆုံးကျမကမှားခဲ့တာပါ။တဘွားလုံးစာမှားခဲ့သမျှအမှားအတွက်ဒီဆုံးဖြတ်ချက်အောင်မှားခဲ့လိမ့်မယ်လို့ကျမယုံကြည်ပါတယ်။ကျမထက်ကောင်းမဲ့ထင်လို့ရွေးချယ်လိုက်တဲ့မိန်းမနဲ့မောင်ပြောနိုင်ပါစေ။ဟုတ်ကဲ့ပါရှင်။စာရေးဆရာမဂျိုနိုဘယ်ဦးရေးသားထားတဲ့ကျမရဲ့မောင်ရဲ့ထိုအမျိုးသမီးရဲ့ဆိုတဲ့ဝတ္ထုတိုလေးကတော့ဒီနေရာမှာနေပဲပြီးဆုံးလို့သွားခဲ့ပါပြီ။ဆက်လက်ပြီးတော့မောင်ဖက်နဲ့ဆိုတဲ့ဇလန်တွဲလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ခိုင်ဘယ်အခြေကြီးမောင်နားမှာရှိနေမှလဲယင်။မောင်ကကျမကိုမေးတယ်။ဘယ်အခြေကြီးရှိနေစေခြင်းလဲပြောလေမောင်။ခိုင်ရှိနေခြင်းနဲ့အချိန်ထိပဲပေါ့။ကျမကမောင်ထံမှာကျမကိုမောင်နားမှာအမြဲရှိနေခြင်းနဲ့ဆိုတဲ့စကားကိုကြားချင်ခဲ့တာပါ။မောင်မပြောခဲ့ပေမဲ့ကျမကတော့ကျမမောင်နားမှာရှိနေခြင်းနဲ့အချိန်အတိုင်းတာကိုအတိအကျပြဖြေပေးခဲ့ပါတယ်။ခိုင်ရှိနေခြင်းကအမြဲပေါ်မောင်ရဲ့မောင်အိမ်ပေါ်ကနေဆင်းတော့မယ်ခိုင်မောင်မျက်နှာမှာစိတ်ပြက်အားငယ်မှုနာကျင်ရှုပ်ထွေးမှုတွေကိုမြင်ရတော့ကျမရင်နဲ့ပူပင်သွားရတယ်။နေပါအောင်မောင်ရဲ့ဘလို့ဖြစ်ရတာလဲ။မောင်ကစိတ်ညစ်နေတဲ့မျက်နှာနဲ့ကျမကိုကြည့်လာတယ်။မိဘတွေဖြစ်ပြီးသားသမီးနဲ့စကားများရန်ဖြစ်တိုင်းကိုချက်တော့ဖို့ကိုရက်နိုင်အိမ်ပေါ်ကဆင်းဆိုပြီးနှင်းနှင်းချနေတာမောင်ကိုမိခိုနေရတဲ့ကောင်ဆိုပြီးနှိမ့်နေကြတာခိုင်နောက်နေ့ကစပြီးမောင်အတွက်ထမင်းမချက်ဘူးတဲ့မောင်ညားကငိုမိတယ်ခိုင်ရဲ့မောင်ငိုတဲ့လားယောက်ျားတစ်ယောက်ထံကသူငိုတဲ့အကြောင်းပြန်ပြောပြတာခံရဘူးသူမှကျမပဲရှိမယ်ထင်တယ်မောင်ကျမပေါ်ယုံကြည်လို့သာပွင့်လင်းတာပါလားဟုကျမသဘောပေါက်ရင်မောင်ကိုတနာကရုဏာတက်မိတယ်ထမင်းများခိုင်ဝဲကျွေးမှာပေါ့မောင်ရဲ့ကျမကပြုတ်ပြုတ်ရွှင်ရွှင်ပြောလိုက်ပေမဲ့မောင်ကစိတ်ပြတ်သွားတဲ့မျက်နှာပေးဖြစ်သွားတယ်။နေစမ်းမှာခိုင်ရဲ့အခုမောင်ဘလောက်သိနေလဲခိုင်သိရလား။ခိုင်ကတော့ပေါ့ပေါ့လေးတွေးမှာပဲလူတိုင်းကကိုယ်တိုင်ကြုံရမှာပဲနားလေကြတာပါ။မောင်ရဲ့ခိုင်နားလေပါတယ်။ခိုင်နဲ့အိမ်နဲ့ရန်ဖြစ်ဘူးတာပဲကိုခိုင်တော့ကဆိုတော်ပြီခိုင်။ကျမစကားကိုမောင်ကပိတ်ဖြတ်ပစ်လိုက်တယ်။ခိုင်အကြောင်းတွေမောင်မသိချင်ဘူး။မောင်အကြောင်းတွေလည်းပြောမပြချင်တော့ဘူးကျမမောင်မျက်နှာကိုကြည့်ရင်စိတ်မကောင်းလို့နာကြောင့်မျက်ရည်ကျမိတယ်
ပြောပြပါမောင်ရဲ့ခိုင်ကလေမောင်နဲ့ဘာမဆိုမျှဝေခံစားခြင်းတို့ပါမောင်ဆောင်မွဲကြတယ်ခိုင်အိမ်ကမောင်ကိုအသုံးမကျတဲ့ကောင်ဆိုပြီးအိမ်ပေါ်ကနှိမ့်ချတယ်မောင်စိတ်ညစ်တယ်ခိုင်ရဲ့မောင်ကအုတ်ကုံကလေးမှာစိတ်ပြက်လက်ပြက်ထိုက်ကြရင်လက်ပွားနှစ်ပတ်ကြာမျက်နှာဝဲရေးငိုချိုက်နေတယ်မောင်ငိုတာကိုလက်တွေ့မြင်ရတဲ့အခါကျမချီမကင်မိလက်မကင်မိဖြစ်ရတယ်မောင်ကိုပွေဖက်ထားရင်ကျမမျက်ရည်ကျလာခဲ့တယ်မငိုပါနဲ့မောင်ရဲ့မောင်ကအသုံးမကျတဲ့သူမဟုတ်ပါဘူးကျမမျက်ရည်တွေကိုလှစ်လူရှူလက်မောင်မျက်ရည်တွေကိုတုပ်ပေးမိတယ်မောင်တော်တော်လေးစိတ်သက်သာသွားပြီခိုင်ရမောင်ကြောက်ထွက်တော်မယ်မထွက်ရပါဘူးမောင်ရဲ့ကျမမောင်အရှိမရက်လိုက်ပြီးမောင်မျက်နှာကိုကျမလက်ဖွားနှစ်ဖက်နဲ့ပြင်ယူလိုက်တယ်ခိုင်ကိုကြည်စမ်းမောင်ဟာအသုံးမကျတဲ့လူလောကမဟုတ်ဘူးလူတိုင်းအချုံးနဲ့ရေဆိုင်ရကြိတ်ဆိုတာရှိတယ်မောင်လဲကြတိုင်းမရှုံဘူးပြန်မထမှသာတကယ်ရှုံးတာမောင်ရဲ့မောင်ဒီနှစ်ကြတော့ဘာဖြစ်လဲနောက်နှစ်ပြတ်တဲ့ပေါ့ခိုင်မောင်ကိုယုံတယ်ဒီလိုဆိုမောင်ကနှစ်ကြကြီးဖြစ်သွားပြီလေကွာချက်เสียကြီးကျမကရီလိုက်ရင်အမလေးမောင်ရဲ့ဘာချက်เสียရှိလဲကွယ်အမလေးမောင်ရဲ့ဘာချက်เสียရှိလဲကဲခိုင်မောင်ကိုတစ်နှစ်အောက်ပြီးစောင့်နေမယ်လေဒါဆိုဘယ်လိုလဲမောင်ကကျမကိုမျက်ခုံးလေးပင့်ကြည့်တယ်ခိုင်ကမရှက်ဘူးလားမရှက်ပါဘူးချက်เสียရှိတော့လေမောင်နဲ့အတူတူပေါ့ကျမကမောက်ပခုံးလေးကိုမိကကက်ချွဲလေးပြောလိုက်တယ်ထိုကမောင်ကကျမစကားကိုသဘောကျ၍အာပါတရရီလေတဲ့မောင်ဖေဆုံးမိခိုင်မောင်ဘွားတော့သွားပါပြီခိုင်ရဲ့ညဘက်ကျမအိပ်ပျော်နေချိန်မောင်စီကဖုံးဝင်လာတယ်ကြားလိုက်ရတဲ့တဲ့တင်ကြောင့်ကျမရင်နဲ့စိုးနေသွားရတယ်မောင်သားဆိုဘလောက်တောင်ဝမ်းနဲ့နေလိမ့်မလဲကျမအိပ်ရာကအလူးလဲထားပြီးမောင်စီသွားဖို့ပြင်နေမောင်ကျမကိုလိုအပ်နေလောက်မှာပဲဟူကျမတွေးရင်မောင်စီကိုစိတ်ကအရင်ရောက်နေတယ်မောင်အိမ်ကိုရောက်တော့မောင်အဖေရဲ့အလောင်းပေးမှာမောင်ရဲ့မောင်အမေရဲ့မောင်ညီမလေးရဲ့ကိုကျမတွေ့တယ်မောင်ကျမကိုမြင်တဲ့အခါကလေးငယ်တယောက်လိုငိုကြွေးလေတယ်ကျမမောင်ကိုပွေဖက်ထားရင်စိတ်ရမငယ်ပါနဲ့မောင်ရဲ့ခိုင်ရှိတယ်နော်ခိုင်လဲမောင်မိသားစုနဲ့အမြဲတသားတည်းရှိနေပေးပါမယ်အားမငယ်ပါနဲ့မောင်ရဲ့ကျမကမောင်အမေကိုအားပေးရတယ်ကျမအိမ်ကိုလည်းမောင်မိသားစုအခြေအနေကိုပြောပြပြီးကျမအမေကိုမောင်အမေစီအားပေးစကားပြောခိုင်းရတယ်မောင်ညီမလေးကရှစ်တန်းတက်နေသူဖြစ်၍အဖေဖြစ်သူမရှိတော့တဲ့အခါကျူရှင်တက်ရဲ့အဆင်မပြေတော့ပြီအဲ့ဒီအခါမောင်ပူပန်ရပြန်တယ်မောင်ကြောက်ထွက်လိုက်ရင်ကောင်းမလားခိုင်မောင်ကပြောလာတော့ကျမလက်မခံနိုင်မောင်နောက်ဆုံးနှစ်ပင်မကြခဲ့ပြီး၍ဝဲရတော့မီလေမောင်ရဲ့ဝဲတော်ရတော့မှာကိုဘာလို့ကြောက်ထွက်ချင်ရတာလဲမောင်ညီမအတွက်ကျူရှင်လားကမရှိဘူးခိုင်အိမ်စည်းဆိုင်ကရတဲ့ဝင်ငွေကလည်းစားဖို့ပဲလောက်မှာတာမောင်အလုပ်ထွက်လုံးမှဖြစ်တော့မယ်မောင်ရဲ့နေပါဦးမောင်အခုကြောက်ထွက်ပြီးအလုပ်သွားလျှောက်တာနဲ့ကြောင်းပြီးလို့ဘွဲရအနေနဲ့အလုပ်သွားလျှောက်တာကဘယ်တူပါမလဲရတဲ့လာစားခြင်းရောလုံးရမယ့်နေရာချင်းရောမတူဘူးလေမောင်ကစိတ်ပြက်ညှဉ်းညူးစွာနဲ့ခေါင်းကစပင်တွေကိုလက်နဲ့ထိုးဖွာတယ်ဒါဆိုမောင်ကဘယ်လိုလုပ်ရမှာလဲခိုင်မောင်ညီမကိုမောင်ကျူရှင်ဆက်ထားပေးခြင်းနဲ့မောင်ညီမရဲ့ကျူရှင်ဆီယမကိုအကျိုးကြောင့်ပြောပြီးကျူရှင်လားကပေးရမယ့်ရက်ကိုနည်းနည်းရွှေ့ပေးဖို့တောင်းဆိုကြည့်ရင်ရောမောင်ကြားတယ်ခိုင်တို့ပတ်စံရပေါက်ရလန်းချာချင်ရတာပေါ့အမေကလည်းနေမကောင်းမှုခိုင်ကျူရှင်လားကပေးရမယ့်ရက်ကနီးနေပြီမောင်သွားပြောပေါ့မောင်ရဲ့မောင်ကခေါင်းခါတယ်ဟာခိုင်ကလည်းရှက်စရာကြီးမောင်သွားမပြောချင်ပါဘူးအဲ့ဒီခါကျမကရီလိုက်ပြီးမောင်နှဖိုးပေါ်ကျနေတဲ့သပင်တွေကိုတေချာပြန်ပြင်ပေးရင်ခိုင်မဲလိုက်ပြောပေးပါမယ်မောင်ရဲ့ကျမကမောင်ညီမရဲ့ကျူရှင်ဆီယမနဲ့လိုက်တွေ့ခဲ့တယ်မောင်ညီမလေးရဲ့အမနေရာယူရင်ကျူရှင်လားကပေးရမယ့်ရက်ကိုနည်းနည်းလောက်ရွှေ့ပေးဖို့တောင်းဆိုရတယ်မောင်ကတော့ကျူရှင်အရှိမကျမကိုရက်ဆောင်နေတယ်မောင်ကအင်္ဂလိပ်စာမေစာနဲ့ဝဲရပြီးတော့နိုင်ငံခြားခရီးသွားများကိုဂိုက်လုပ်ပေးတဲ့အလုပ်လုပ်ကိုင်းနေမောင်အိမ်လည်းမောင်လာစာနဲ့တဖြည်းဖြည်းလဲပက်လာတယ်မောင်တို့အဆင်ပြေလာတာကိုမြင်တော့ကျမဝမ်းသာရတယ်မပြေလည်တဲ့အခြေအနေကနေပြေလည်တဲ့အခြေအနေကိုကျမဘေးကနေရက်ကြည့်နေခဲ့ရသူမို့ရင်ထဲပီတိဖြစ်ရတယ်ကျမကပဝိလိကဆေးရုံတစ်ခုမှာသူနာပြုဖြစ်ပြီးတော့မောင်ကလည်းအားတိရမရှိတဲ့လောက်ရှားသလိုကျမကလည်းဂျူတီချိန်များနဲ့လုံးလေချလေရိုက်နေခဲ့တယ်။သို့ပေမဲ့ကျမတို့ညာတိုင်းဖုတ်ပြောဖြစ်ကြတယ်။မောင်အားတဲ့အချိန်ကကျမဂျူတီချိန်နဲ့တိုက်နေလင်းတော့ကျမမအားတဲ့ကြားကမောင်ကိုစာပိုးပြီးအကျိုးကြောင့်ပြောတတ်တယ်
ခိုင်ကချင်းခတ်တာတို့ဘောလုံးကန်တာတို့တိတ်တဘောကြတာမောင်ရဲ့ခိုင်မွေးလာတဲ့ကလေးကြရင်လဲချင်းခတ်ခိုင်းပြီးတော့ဘောလုံးလဲကြွကြမ်းကျင်ကျင်ကန်တက်အောင်တင်ပေးအောင်ပါကျမနဲ့မောင်လမ်းလျှောက်နေရင်ချင်းခတ်နေကြတဲ့လူငယ်အချို့ကိုမြင်၍ကျမကဤသို့ပြောတော့မောင်ကကျမကိုပြုံးမိကြည့်တယ်သားလေးကဖဲ့အတူဖြစ်မှာပါဖဲ့အတူဆိုတော့ချင်းရောဘောလုံးရောဝါသနာပါမှာပေါ့ခိုင်ရဲ့ကျမကနားမလဲစွာမောင်ကိုကြည့်တော့မောင်ကရည်တယ်မောင်ကချင်းခတ်ရတာရောဘောလုံးကန်ရတာရောဝါသနာပါတယ်လေခိုင်သားလေးကိုမောင်ကနီးပြလုပ်ပေးမှာပေါ့သွားကျမကသဘောပေါက်သွားပြီမျက်စောင်းလေးချိတ်ခါမောင်ပခုံးကိုထူတော့မောင်ကခေါင်းမော့ရည်ရီမောလေးတယ်ခိုင်မောင်ညမနဲ့ရင်းနှီးအောင်လှုပ်ထားအောင်နော်ဘာဖြစ်လို့လဲမောင်ရဲ့နောက်ကြကျောင်းမတော်ရမှာလေကွာအခုတည်းကအစင်ပြေအောင်လှုပ်ထားတော့မကောင်းဘူးလားမောင်နော်မောင်ကရင်းနေတယ်ခိုင်ကမောင်မမီနဲ့ရောညီမလေးနဲ့ရောအရင်တည်းကအစင်ပြေပြီးသားပဲကိုဟုတ်ပါပြီဗျာခိုင်ရေနင်တို့မယူကြသေးဘူးလားတွဲလာတာပဲကြားနေပြီနင့်လူရဲ့အလုပ်ကလူအများနဲ့ဆက်ဆက်နေရတဲ့အလုပ်နော်သူနဲ့ဂိုက်တူလုပ်တဲ့သူ့ပါတာကောင်မလေးဆိုချောချောလှလှလေးနင်စိတ်ကြမထားနဲ့နော်တငယ်ချင်းများကတတိပေးကြတယ်မောင်နဲ့အပြင်မှာမတွေ့ဖြစ်ဒီမှာကြာပြီညဘက်ဖုန်းခေါ်ခြင်းပေမဲ့မောင်အလုပ်ပင်ပန်း၍အိတ်ရှင်နေလောက်မိဟုနားလည်ပေးရတယ်မောင်ကလည်းဖုန်းမခေါ်ပါမောင်ကိုအင်တာနက်ပေါ်မှာတွေ့တော့လေမောင်နားချိန်ကိုနှောက်ယှက်မိမှဆို၍စာမပို့ရဲပါမောင်ကလည်းစာမပို့ပြီကြာလာတော့ကျမမနေနိုင်ပဲတညမှာမောင်စီကိုဖုန်းခေါ်လိုက်တယ်မောင်မတွေ့ရတာတော့ကြာပြီမောင်မအားဘူးလားယင်ခိုင်တို့တနေ့လောက်ဆုံရအောင်လေမအားဘူးခိုင်ဒီနေ့လဲနိုင်ငံသားအချို့နဲ့စကားကတောက်ကဆဖြစ်လာတယ်မောင်အဆင်ပြေရဲ့လားရတယ်ခိုင်မောင်အိတ်ချင်ပြီမောင်ပင်မနေမှာပဲလို့ကျမဖြစ်တွေ့ရင်ကျမရင်ထဲကပြောချင်သမျှစကားတွေကိုမျိုးသိက်ကဖုံးချပေးလိုက်ရတယ်မောင်ရဲ့ခိုင်ကိုဖုံးလေးတောင်မဆက်ဘူးနော်မောင်ဘာတွေလုပ်နေလဲခိုင်ကိုစာလေးတော့ပို့ပြီးအတိပေးပါလားကွယ်ကျမမောင်ကိုအင်တာနက်ပေါ်ကနေထို့သို့စာလေးပို့ထားလိုက်တယ်နောက်တစ်နေ့မောက်ထံကပြန်စားမလားဖုံးလည်းမဆက်တော့ကျမပို့ထားတဲ့စာကိုကျမပြန်စစ်ကြည့်မိတယ်မောင်စာဝင်ဖတ်ထားတယ်3 ရက်ကြာတဲ့အထိမောင်ဖုံးလည်းမဆက်စာလည်းမပြန်တဲ့အခါမောင်ကိုကျမဖုံးခေါ်လိုက်တယ်မောင်ရဲ့နေနိုင်လိုက်တာခိုင်ကိုပြစ်ထားရတာမောင်အဆင်ပြေတယ်လားယင်မောင်ရဲ့အလိုမကြားတဲ့အတန်ကိုဖုန်းထဲကနေကျမကြားလိုက်ရတယ်အာယုံမဲခိုင်မင်းအေးစစ်နေလို့မရဘူးလားစကားကောင်းပြောမှမဟုတ်ရင်ငါဖုန်းချလိုက်တော့မယ်မောင်ရဲ့ခိုင်ဒီလောက်အေးစစ်နေပေးခဲ့တာတွေကမလုံလောက်သေးဘူးလားမောင်ခိုင်ကိုပြစ်ထားတာတောင်ခိုင်အပြစ်မဆိုပဲအေးစစ်နေပေးခဲ့တာပါမောင်ရဲ့တော်ပြီခိုင်မောင်ကဖုန်းချသွားတယ်ကျမရင်နဲ့တွေးများပြောင်းပြန်စီးစင်းနေသလိုမောက်စီကဥပိ္ပခါများကြောင့်ကျမအသေးနှလုံးမခုန်တော့ပဲရက်တန့်သွားပြီးထင်ရတယ်ဖုန်းကိုကင်ထားတဲ့ကျမလက်တွေတုံးရင်လာကမျက်ရည်များမျက်ဝန်းကနေအတားစီးမရှိပြိုဆင်းလာတော့တယ်တနေ့တော့ညနေခင်းမှာမောင်ကျမစီဖုန်းဆက်လာတယ်ကျမမောင်ဖုန်းဆက်လာသည်မို့တိတ်ဝမ်းသာသွားမိတယ်ငါတို့လမ်းခွဲရအောင်ခိုင်ကျမနားတယ်မိုးကြိုးပစ်ချလိုက်သလိုထိုစကားတခုနဲ့နားများဥသွားရတယ်အကြောက်ပြချက်ကဘာလဲမောင်ကျမငိုတန်းနဲ့ပြောနေတာကိုမောင်သိတော့ပါတယ်ငါတောင်းပန်ပါတယ်ခိုင်ငါမင်းကိုမချစ်တော့ဘူးထင်တယ်ဘလို့ငါမင်းကိုနေပါအောင်မောင်ရဲ့ခိုင်တို့အပြင်မှာတွေ့ပြီးတေချာပြောရအောင်လေနော်မောင်လာတွေ့မယ်မလားယင်မောင်လာခဲ့ပါတယ်ဒီနေရာလေးဟာမောင်ကျမကိုဖွင့်ပြောခဲ့တဲ့နေရာလေးဖြစ်ပြီးတော့ဒီနေရာလေးမှာပဲမောင်ကိုနှုတ်ဆက်ရလိုက်မယ်လို့ကျမမတွေးခဲ့ဘူးပါငါမင်းကိုမချစ်တော့ဘူးခိုင်ငါညင်းငွေလာတယ်ကျမအံ့ဩစွာမောင်ကိုကြည့်ရင်ငိုမိတယ်မောင်ကကျမကိုနှစ်သိမ့်ရင်မငိုပါနဲ့ခိုင်ရီးစားထားရတာကဖက်နှက်စီးရတယ်လို့ပဲဘလောက်အရေးသွေးကောင်းတဲ့ဖက်နှက်ပဲဆိုစီးတာကြလာတော့ညင်းငွေသွားတယ်မလားဆက်မစီးကျင်တော့ဘူးကျမမောင်ကိုနာကြီးစွာကြည့်ရင်အန်ကျိတ်လိုက်မိတယ်အဲ့ဒါကမောင်တို့ယောက်ျားတွေမှာပဲဖြစ်တတ်တဲ့သဘာဝလို့ထင်ပါတယ်ကျမတို့မိန်းမတွေကတော့ချစ်လာတာကြာလေလက်ထပ်ဖို့အတွက်ရည်ရွယ်မိသေးပဲကျေးဇူးပါမောင်ခိုင်ကိုလက်မထက်နိုင်ကြအောင်စောအတိပေးလို့ကျေးဇူးတင်ပါတယ်ကျမမောင်မျက်နှာကိုစစ်စစ်ကြည့်ပြီးပြောတော့မောင်မျက်နှာလွှဲသွားတယ်မောင်တိတ်ရိုင်းတာပဲကျမမောင်ကိုဆက်ကြည့်ဖို့ရအားရင်မရှိတော့ပြီ
မျက်ရည်များကမြင်ကွင်းကိုဝါသွားစေတယ်။ထိုကဲ့သို့ရက်ဆက်လာတဲ့မောင်ကကျမနဲ့လမ်းခွဲပြီး3 လအကြာမှာလက်ထပ်သွားခဲ့တယ်။မောင်မင်္ဂလာဖိတ်စာကိုကြည့်ရင်မောင်တို့သမီးနာမည်လေးကိုဖတ်ရင်မျက်ရည်များကကမ်းပြိုတကဲ့သို့မောင်နဲ့တိုင်ပင်ခဲ့မှုတဲ့အနာဂတ်များဟာပျက်စီးခြင်းသို့မောင်အိမ်ပေါ်ကဆင်းဖို့လုပ်တော့ကမောင်ဝေးမှာကျမရှိခဲ့တယ်။မောင်နဲ့မျှဝေခန်းစားပေးသူကကျမဖြစ်ခဲ့တယ်။မောင်ငုံနေတုန်းကလည်းမောင်မျက်ရည်တွေကိုတုပ်ပေးသူဟာကျမဖြစ်ခဲ့တယ်။မောင်စာမွေးပွဲကြတုန်းကလည်းမောင်ဝေးမှာကျမရှိခဲ့တယ်။မောင်ကိုအားပေးသူဟာကျမဖြစ်ခဲ့တယ်။မောင်ဖေဆုံးတုန်းကလည်းမောင်ဝေးမှာကျမရှိခဲ့တယ်။မောင်အကျက်တေးဖြစ်ချိန်မှာလည်းဦးညီဖေးမခဲ့သူဟာကျမဖြစ်ခဲ့တယ်။မောင်ဝေးမှာကျမအမျက်ရှိခဲ့ပေမဲ့မောင်လက်ထပ်ဖို့ရွေးချယ်ချိန်မှာတော့မောင်ဘေးကမိန်းမဟာကျမမဟုတ်ခဲ့ဘူး။ဟုတ်ကဲ့ပါရှင်။စာရေးဆရာမဂျိုဂျိုနိုဘယ်ဦးရေးသားထားတဲ့မောင်ဖက်နဲ့ဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီညမှာနေပဲပြီးဆုံးလို့သွားခဲ့ပါပြီ။ဇာတ်လမ်းလေးကိုနားဆင်ပေးကြသူတိုင်းစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။